The Bossing ကမြန်မာ Season 3ရဲ့အခုတစ်ခေါက်ရှင်ပြိုင်ရမယ့်အဖွဲ့တွေကတော့စမ်းကြယ်တဲ့ညနေဖုံးအသစ်တွေနဲ့ညနေဖုံးရှင်ဆယ်လီ3ဦးစီပါဝင်တဲ့ Group DEF တို့ပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်9ဦးကအစစ်စစ်တီးဆိုရှင်ပြိုင်မှုကနေ Group DEF ရဲ့အုပ်စုချန်ပီယံတဦးကိုသာရွေးချယ်သွားမှာဖြစ်ပါတယ်။သူတို့နောက်တစ်ဆင့်တက်လှမ်းဖို့ဆယ်လီစုံတောက်တွေနဲ့စတူဒီယိုတွေကပရိသတ်တွေကဘဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။မဲအရေးအတွက်အများဆုံးရရှိသူကတော့ဆယ်လီစုံတောက်တွေနဲ့ပရိသတ်အမြင့်ချင်းဆုံးညနေဖုံးရှင်ဆယ်လီဖြစ်တာမို့ညနေဖုံးရှင်အနေနဲ့ညနေဖုံးကိုချွတ်တရုတ်မန်ကိုချပြပြီးနှုတ်ဆက်တစ်ချင်းတစ်ပုတ်နဲ့တီဆိုဖျော်ပြရမှာပါ။ Group DEF ရဲ့အုပ်စုချန်ပီယံဖြစ်လာမယ့်ညနေဖုံးရှင်ကတော့ Group ABC ရဲ့အုပ်စုချန်ပီယံညနေဖုံးရှင် Strawberry Marley နဲ့ Grand Final မှာတူနိုင်ကိုတိုင်ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးတည်းက The Bossing ကမြန်မာ Season 3ရဲ့ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားစရာပါပဲခင်ဗျာ။